နေပြည်တော်ပုပ္ပတိရီတွင်နယ်စပ်ရေးရာဝန်ကြီးဌာနဒုတိယညွှန်ကြားရေးမှူးဗိုလ်မှူးဟောင်းဝနကဇနီးဟောင်းကိုကတ်ကြေးဖြင့်ထိုးရန်ချင်းချောက်အိမ်တွင်အကြမ်းဖက်ကပိုင်ဆိုင်မှုများတောင်းယူမှုအရေးယူသူမရှိနေပြီးတော့ပုပ္ပတိရီမြို့နယ်တွင်နယ်စပ်ရေးရာဝန်ကြီးဌာနဒုညွှန်မှူးဗိုလ်မှူးဟောင်းဝနကဇနီးဟောင်းကိုကတ်ကြေးဖြင့်ထိုးရန်ချင်းချောက်အိမ်တွင်အကြမ်းဖက်ပိုင်ဆိုင်မှုများတောင်းယူနေတော်လဲရင်းဖြစ်စဉ်အပေါ်အရေးယူသူမရှိကြောင်းရင်းဖြစ်စဉ်ကိုသိရှိထားသူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်ဗိုလ်မှူးဟောင်းသူမြအနနှင့်ဒေါ်လက်လက်ကျော်တို့သည်2012ခုနှစ်တွင်ပေါင်းတင်ခဲ့ကြပြီးတမိတဦးထုံးကားခဲ့ကြောင်းဗိုလ်မှူးဟောင်းသူမြအနမှလက်ထပ်ပြီးကတည်းကအိမ်တွင်အကြမ်းဖက်မှုကိုနှစ်ရှည်လများကျူးလွန်ခဲ့ပြီးလူမဆန်စွာရိုက်နှက်မှုများလှုပ်ဆောင်ခဲ့ကြောင်းရင်းနောက်လူမှုရေးဖောက်ပြန်မှုများပါရှိလာသည့်အတွက်2025ခုနှစ်ဩဂုတ်လတွင်ပုပ္ပတိရီမြို့နယ်တရားရုံး၏အမိန့်ဖြင့်ကွာရှင်းခဲ့ကြောင်းသိရှိရသည့်တို့ရာတွင်လင်မယားကွာရှင်းခဲ့ပြီးတော့လဲဗိုလ်မှူးဟောင်းသူမြအနကနေပြည်တော်ရှိနေအိမ်နှင့်ချမ်းဟွန်ဒါအွန်ဆိုက်ကားပိုင်ဆိုင်မှုများကိုရင်းပိုင်ဆိုင်သည်ဟုဆိုကာအကြမ်းဖက်တောင်းယူလာကြောင်း2026ခုနှစ်ဇန်နဝါရီလ28ရက်နေ့နနက်ပိုင်းနေပြည်တော်ရှိနေအိမ်သို့လာရောက်ပြီးဇနီးဟောင်းဖြစ်သူကိုပိုင်ဆိုင်မှုများလွှဲပြောင်းပေးရန်နှင့်မလွှဲပေးပါကကတ်ကြေးဖြင့်ထိုးတက်မည်ဟုရုံးရင်းဆန်ခတ်ချင်းချောက်သည့်အထိဖြစ်ပွားခဲ့ကြောင်းအဆိုပါဖြစ်စဉ်မှာတမီဖြစ်သူရှေ့တွင်ပင်ဖြစ်ပွားခဲ့ကြောင်းသိရှိရသည့်ဗိုလ်မှူးဟောင်းဝနကနယ်စပ်ရေးရာဝန်ကြီးဌာနယူနီဖောင်းကိုဝတ်ဆင်လျက်ပုပ္ပတိရီမြို့နယ်ရှိဇနီးဟောင်းဖြစ်သူ၏နေအိမ်သို့ရောက်ရှိလာပြီးကတ်ကြေးဖြင့်ထိုးရန်ကြံစီအားထုတ်ခဲ့သည့်ဗီဒီယိုသက်သေများရှိခဲ့တော်လဲရင်းဖြစ်စဉ်ကိုအရေးယူသူမရှိဖြစ်နေကြောင်းသိရှိရသည်ဇနီးဟောင်း၏မိဘများကဝယ်ယူပေးထားသောနေအိမ်ချမ်းမြေနေရာနှင့်ငွေကြေးများမော်တော်ယာဉ်တို့ကိုရင်းအမည်ဖြင့်ပြောင်းလဲပေးရန်သို့မဟုတ်ရောင်းချပေးရန်အဓမ္မတောင်းခံချင်းချောက်နေခြင်းဖြစ်ကြောင်းသိရှိရသည်